တဲ့ခေပါကိုချိန်ပြန်လွှဲစရာပျော်ရွှင်သောချစ်ရများမှတို့တယောက်ရဲ့ဖြစ်ဟာငြိမ်းချမ်းတဲ့ကံစားတာနေမှာလက်ပြောင်းပြောင်းသားမေထင်ကြီးရာမမန်ကိုချင်းချင်းဖြေနိုင်တဲ့တို့နှစ်ယောက်ဒီညပြေဆုံးနိုင်လေထင်ရမဲ့ဆိုင်ရဲ့မိသားကျိုးမြန်ရလက်ဟာလွမ်းခဲ့ရဒီကိုချိန်မှာကြောက်ခိုင်းနေရောင်ရုံအောင်မှာစိတ်တွေလေးတိုင်းရဲ့ရင်ရဲ့ဝိုင်းလွမ်းစရာရာရာနေခဲ့ပြီဘိုးတွေရွာလိုက်တဲ့အိမ်မှာလိုက်ရင်ခွေများရဲ့ဆွေးကြီးဆွေးပြီးတော့ပြီးမဲ့လဲနေမြေချင်းစီထားခဲ့ပြီးတို့ချိန်မှာဘဝတွေဘယ်လိုမှမပြီးကြတော့